ကျွန်တော်ဗီဒီယိုဖိုင်နဲ့ကိုပြပေးလိုက်မှာခင်ဗျာဆွဲကြည့်လို့မရဘူးဆိုတာအမှတဲတာဒီ site ကတဲနော်ဒီ site ဒီကနန်းအတူတူပဲအမှပြန်ကြည့်လိုက်အဲ့မှဒီကနေမှသူ့ရဲ့ဘေးကိုဒီမှာဒီတိုင်းပြန်ရွှေ့လိုက်မယ်နော်အဲ့ဒါကိုယ့်အနေကိုသုံးသပ်လို့ရတယ်ဖြည်းဖြည်းချင်းလည်းကြည့်လို့ရတယ်ဟုတ်ပြီဒီမှာဒုတိယကရော့အဲ့မှကနန်းအတူတူပဲနော်ဟိုကတဲထားတာဟိုမှာမင်းအပြာလေးတွေကတဲတာအဲ့ဒါနဲ့အတိုင်းတဲတာဒီမှာရော့ခင်ဗျာကြည့်မရဘူးဆိုလို့မို့လို့အဲ့ဒါကျွန်တော်ပြန်တင်ပေးလိုက်တာဘာကြောင့်အတိုင်းဖြစ်တာတုံးဆိုကိုယ့်အနေကိုသုံးသပ်ပေါ့နော်ကျွန်တော်တော့ရှင်းမပြတော့ဘူးနော်ငါမှတော့နော်အဲ့မှာဒါမဲ့အဲ့ကနားတိုက်ကအတိုင်းပဲလေကတဲ့စင်းလိုပဲပေါ့ဗျာဒီတိုင်းတဲတာအဲ့ကနန်းပြန်ထွက်တယ်ထားလိုက်တော့အဲ့ဒါတွေကတော့ပြန်မရှင်းပြတော့ဘူးနော်အမှပြန်ကြည့်လိုက်ရော့အမှရော့ဒါဒုတိယဖိုင်ဒုတိယကတ်ပေါ့ရော့အမှအဲ့တိုင်းလျှောက်သွားကိုယ့်နဲ့ကိုဆွဲကြည့်လိုက်ဘာလို့ညီညွန်းတာတော့ဆိုရင်အဖြစ်ပေါ်လာပါလိမ့်မယ်ဗျနော်